လူငယ်တွေအားလုံးဟာလည်းနိုင်ငံတကာကိုထွက်ပြေးနေတာခွေးပြေးဝက်ပြေးပဲပုံမှန်လည်းပြောရရင်မိမိနိုင်ငံကနေပြီးတော့တစ်ဖက်နိုင်ငံတွေကိုဝင်ထမင်းလေးစားရရင်ကျဉ်နှက်ပြီးဆိုတဲ့အခြေအနေမျိုးနဲ့ဝင်နေရတဲ့ပုံစံမျိုးတွေကျွန်တော်သွားတွေ့နေရတယ်မနေ့ကဆိုလို့ရှိရင်ဒါဒီထိုင်းမြန်မာနယ်စပ်ကနေပြီးတော့မဲဆောက်မြို့ကိုခိုးဝင်တာတော်များများပေါ့နော်မိသွားတယ်အဲ့တော့အဲ့လိုခိုးဝင်မှုဆိုတာဟိုဘက်ကိုနယ်စပ်ကူးခါတွေမှာအနှိမ့်ဆုံးမြန်မာငွေနော်3 သိန်းခွဲ2 သိန်းပေးရတယ်နော်3 သိန်းခွဲ2 သိန်းပေးပြီးတော့မှနေဆက်ကိုဖြတ်ကျော်ပြီးဟိုဘက်ကူရတာအဲ့ဒါမှဟိုဘက်မှာမသေးချသေးဒီလောက်ဒုက္ခတွေများတဲ့အခြေအနေမှာမှမြန်မာပြည်ကလူငယ်တွေနော်ပြည်သူတွေဟာတစ်ဖက်နိုင်ငံတွေတော့ခိုးဝင်ဒါပြည်သူရဲ့စီမံခန့်ခွဲမှုကောင်းတာလားနော်ဒီလိုခိုးဝင်နေဆိုတာခိုးပြီးတော့ပြေးနေကြဆိုတာကသူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာပြည်သူတွေဘလောက်ငတ်နေပြီလဲဘလောက်ဒုက္ခရောက်နေလဲဘလောက်ကြောက်ရွံ့နေကြပြီလဲဆိုတာကိုအဲ့တော့သူ့ကိုပေးတဲ့ဘွဲ့နဲ့အခုလက်ရှိသူလုံနေတဲ့ပြည်သူတွေရဲ့အခြေအနေကျွန်တော်တော်တော်အံ့ဩမိတာကဒီရန်ကုန်တက္ကသိုလ်ကပညာတတ်ရရှိသေးရလားကျွန်တော်မေးရမှာ။ဘာကြောင့်ဆိုတော့ပြီးမှဆိုအချက်လက်နဲ့ပေးလေလက်ရှိအခြေအနေမှာနော်ပြည်သူလူထုကဒုက္ခရောက်နေတာလူငယ်တွေဆိုလို့ရှိရင်လည်းတခါတည်းနိုင်ငံခြားပြေးဖို့ချောင်းတယ်နိုင်ငံခြားပြေးတော့အကြည့်လို့လေစိတ်တွေမှာလည်းတခါတည်းဟိုထောက်လန်းရေးတွေရောရဲတွေရောအလုံး9 ဦးကော်မတီ10 ဦးကော်မတီဆိုပြီးတော့မတရားစစ်အကုန်လုံးပြန်မောင်းထုတ်အဲ့တော့ပြည်သူတွေကိုအားလုံးကိုထောင်ချထားတဲ့ပုံကူတယောက်ဖြစ်နေတာအဲ့ပုံစံမျိုးတွေသွားတွေ့နေရပြီနော်ပြည်သူတွေကိုထောင်ချထားတာ